မြန်မာနိုင်ငံသည်အရှိတောင်အာရှတွင်ရှိသောနိုင်ငံတစ်ခုဖြစ်သည်ယင်းဤကျွယ်ဝသောယဉ်ကျေးမှုလှပသောဖျားเจ้าကံများနှင့်ရှည်လျားသောသမိုင်းကြောင်းကြောင့်လူသိများသည်ထိုင်းတရုတ်အိန္ဒိယလာအိုနှင့်ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့နှင့်နယ်နိမိတ်ချင်းထိစပ်နေသည်မြင်း၏အဓိကမြစ်ကြီးဖြစ်သောအေယာဝတီမြစ်သည်မြောက်ဘက်မှတောင်ဘက်သို့စီးဆင်းပြီးနှစ်ပေါင်းထောင်ချီကတည်းကစိုက်ပျိုးရေးနှင့်ကုန်သွယ်ရေးအတွက်အရေးပါခဲ့သည်မြန်မာနိုင်ငံတွင်မတူညီသောလူမျိုးစုများနေထိုင်ခဲ့ကြသည်ယင်းတို့သည်မြို့ပြများကိုတည်ထောင်ခဲ့ကြပြီးနိုင်ငံတော်များကိုတည်ဆောက်ကထူးခြားသောရိုးရာဓလေ့များကိုဖွံ့ဖြိုးတိုးတက်စေခဲ့ကြသည်ယနေ့ခေတ်တွင်မြန်မာနိုင်ငံသည်တိုင်းရင်းသားလူမျိုးစုများဘာသာစကားများနှင့်ကိုးကွယ်သည့်ဘာသာတရားများစွာရှိသောမတူကွဲပြားသည့်နိုင်ငံတစ်ခုဖြစ်သည်ဤသမိုင်းကြောင်းသည်မြန်မာနိုင်ငံအချိန်နှင့်အမျှမြည်သို့ပြောင်းလဲလာခဲ့သည်ကိုစူးစမ်းလေ့လာသွားမည်ဖြစ်သည်မြန်မာနိုင်ငံသည်နိုင်ငံတော်တစ်ခုမဖြစ်လာမီချိန်ကထိုမြေပိုင်နက်တွင်တင်းငယ်သောလူစုလူဝေးများနေထိုင်ခဲ့ကြသည်ရှေးဟောင်းသုတေသနပညာရှင်များသည်လွန်ခဲ့သောနှစ်ပေါင်း30သူများကျော်ကလူသားများနေထိုင်ခဲ့ကြောင်းပြသသည့်လက်နက်ကိရိယာများနှင့်အိုးခွက်အကျွင်းကြံများကိုရှာဖွေတွေ့ရှိခဲ့ကြသည်ထိုရှေးဦးလူသားများသည်တားကောင်များကိုအမဲလိုက်ခြင်းငါးဖမ်းခြင်းနှင့်စိုက်ပျိုးရေးလုပ်ငန်းများကိုလုပ်ကိုင်ခဲ့ကြသည်နောက်ပိုင်းတွင်ပြူလူမျိုးများသည်မြန်မာနိုင်ငံ၏ပထမဆုံးသောအဓိကမြို့ပြယဉ်ကျေးမှုဖြစ်လာခဲ့သည်ယင်းတို့သည်အေယာဝတီမြစ်အနီးတွင်မြို့ပြနိုင်ငံများကိုတည်ထောင်ခဲ့ကြသည်တရေခေတ္တရာနှင့်ပြည်တနိုးကဲ့သို့သောမြို့များတွင်မြို့ရိုးများဖျားเจ้าများနှင့်လူဦးရေအမြောက်များရှိခဲ့သည်ပြူလူမျိုးများသည်အိန္ဒိယနိုင်ငံ၏လွှမ်းမိုးမှုကိုခံခဲ့ရသည်ယင်းတို့သည်ဗုဒ္ဓဘာသာကိုကိုးကွယ်ခဲ့ကြပြီးအထူးဗုဒ္ဓဘာသာထိမ့်မှတ်အဆောက်အုံများဖြစ်သောစေတီပုထိုးများကိုတည်ထားခဲ့ကြသည်ပြူလူမျိုးများသည်တရုတ်နိုင်ငံနှင့်အာရှရှိအခြားနိုင်ငံများနှင့်လည်းကုန်သွယ်မှုပြုလုပ်ခဲ့ကြသည်သို့တော်လည်းကိုရာစုရောက်သောအခါစစ်ပွဲများနှင့်ကျူးကျော်မှုများကြောင့်ပြူမျိုးပြနိုင်ငံများသည်စတင်အားနည်းလာခဲ့သည်ကိုရာစုဝန်းကျင်တွင်ဗမာလူမျိုးများသည်မြန်မာနိုင်ငံသို့ရောက်ရှိလာခဲ့ကြသည်ယင်းတို့သည်အေယာဝတီမြစ်အနီးတွင်ရှိသောပကံ၌နိုင်ငံတော်တစ်ခုကိုတည်ထောင်ခဲ့ကြသည်မင်းနော်ရထားသည်17ရာစုတွင်ပကံ၏ပထမဆုံးသောမဟာကောင်းဆောင်ကြီးဖြစ်လာခဲ့သည်သူသည်သေးငယ်သောနယ်မြေအများပြားကိုစီယုံစုစည်းခဲ့ပြီးထေရဝါဒဗုဒ္ဓဘာသာကိုအဓိကကိုးကွယ်ရာဘာသာဖြစ်စေခဲ့သည်ပကံသည်ထောင်နှင့်ချီသောဖျားเจ้าကံများနှင့်စေတီပုထိုးများကြောင့်ကြော်ကြားလာခဲ့သည်ထိုနိုင်ငံတော်သည်စိုက်ပျိုးရေးနှင့်ကုန်သွယ်ရေးတို့ကြောင့်အင်အားတောင့်တင်းပြီးချမ်းသာကြွယ်ဝခဲ့သည်သို့တော်လည်း13ရာစုနောက်ပိုင်းတွင်မွန်ဂိုတို့ကမြန်မာနိုင်ငံကိုကျူးကျော်ခဲ့ကြသည်ပကံအင်ပါယာပြိုကွဲသွားခဲ့ပြီးတိုင်းပြည်သည်တင်းငယ်သောနိုင်ငံငယ်များအဖြစ်စုပ်ပြဲကွဲပြားသွားခဲ့သည်ပကံပျက်စီးပြီးနောက်မြန်မာနိုင်ငံသည်ပိုမိုတင်းငယ်သောနိုင်ငံငယ်များအဖြစ်ကွဲပြားသွားခဲ့သည်အင်အားအကောင်းဆုံးနိုင်ငံများမှာအင်းဝနိုင်ငံဟန်တာဝတီနိုင်ငံနှင့်ရှမ်းစော်ဘွားနယ်များဖြစ်ကြသည်မြန်မာနိုင်ငံတောင်ပိုင်းတွင်တည်ရှိသောဟန်တာဝတီနိုင်ငံသည်အခြားနိုင်ငံများနှင့်ကုန်သွယ်မှုပြုလုပ်ခြင်းဖြင့်ချမ်းသာကြွယ်ဝလာခဲ့သည်ယင်းကိုဘိတုကပညာနှင့်ကုန်သွယ်ရေးတွင်ကျွမ်းကျင်သောမွန်လူမျိုးများကအုပ်ချုပ်ခဲ့သည်တစ်ချိန်တည်းမှာပင်အင်းဝသည်မြန်မာနိုင်ငံအလယ်ပိုင်းကိုထိန်းချုပ်ခဲ့ပြီးရှမ်းစော်ဘွားနယ်များနှင့်စစ်ပွဲများစွာဆင်နွှဲခဲ့သည်ဤကာလသည်အပြန်အလှန်ပဋိပက္ခများဖြင့်အမှတ်အသားပြုခဲ့သည်သို့တော်လည်းယင်းသည်မတူညီသောတိုင်းရင်းသားလူမျိုးစုများကြားစိတ်ကူးစိတ်တမ်းများအနုပညာနှင့်ရိုးရာဓလေ့များကိုအပြန်အလှန်မျှဝေခဲ့ကြသည့်ယဉ်ကျေးမှုထွန်းကားရာကာလတစ်ခုလည်းဖြစ်ခဲ့သည်16ရာစုတွင်တပင်ရွှေထီအမည်ရှိသောခေါင်းဆောင်တဦးကတောင်ငူမင်းဆက်အောက်တွင်မြန်မာနိုင်ငံကိုပြန်လည်စည်းရုံးခဲ့သည်သူ၏အရိုက်အရာကိုဆက်ခံသူဘုရင်နောင်မင်းတရားကြီးသည်ထိုင်းနှင့်လာအိုနိုင်ငံ၏အစိပ်ပိုင်းများပါဝင်စေရန်အထိနိုင်ငံတော်ကိုချဲ့ထွင်ခဲ့သည်တောင်ငူမင်းဆက်သည်အရှေ့တောင်အာရှတွင်အကြီးမားဆုံးသောအင်ပါယာများထဲမှတစ်ခုဖြစ်လာခဲ့သည်သို့တော်လည်းထိုများလောက်ကြီးမားသောအင်ပါယာကြီးကိုစီမံခန့်ခွဲရန်ခက်ခဲခဲ့သည်ဘုရင်နောင်မင်းတရားကြီးနတ်ရွာဆန်ပြီးနောက်အင်ပါယာသည်စတင်တည်ငယ်လာခဲ့သည်18ရာစုရောက်သောအခါမြန်မာနိုင်ငံသည်တဖန်ပြန်၍တည်ငယ်သောနိုင်ငံငယ်များအဖြစ်ကွဲပြားသွားပြန်သည်ကုန်းပေါင်မင်းဆက်သည်မြန်မာနိုင်ငံ၏နောက်ဆုံးတော်ဝင်မင်းဆက်ဖြစ်သည်ယင်းကို1950ခုနှစ်တွင်အလောင်းမင်းတရားကတည်ထောင်ခဲ့သည်သူသည်နှစ်ပေါင်းများစွာကွဲပြားနေခဲ့ပြီးနောက်မြန်မာနိုင်ငံကိုပြန်လည်စည်းရုံးခဲ့သည်ကုန်းပေါင်မင်းများသည်အိမ်နီးချင်းနိုင်ငံများနှင့်စစ်ပွဲများဆင်နွှဲခြင်းဖြင့်နိုင်ငံတော်ကိုချဲ့ထွင်ခဲ့ကြသည်သို့တော်လည်းယင်းတို့သည်ပြည်တိန်ကဲ့သို့သော
ရောပအင်အားကြီးနိုင်ငံများထံမှစိန်ခေါ်မှုများနှင့်လည်းရင်ဆိုင်ခဲ့ရသည့်ဗြိတိရှတို့သည်မြန်မာနိုင်ငံ၏ကုန်သွယ်ရေးနှင့်တယံဇာတများကိုထိန်းချုပ်လိုခဲ့ကြသည်အင်္ဂလိပ်မြန်မာစစ်ပွဲ၃ကြိမ်ဖြစ်ပွားပြီးနောက်ဗြိတိရှတို့သည်1885ခုနှစ်တွင်မြန်မာနိုင်ငံတစ်ခုလုံးကိုသိမ်းပိုက်ခဲ့သည်နောက်ဆုံးမင်းဖြစ်သောတီဘောမင်းသည်ပြည်နှင်ဒဏ်ပေးခြင်းခံခဲ့ရသည်ဗြိတိရှအုပ်ချုပ်မှုအောက်တွင်မြန်မာနိုင်ငံသည်ဗြိတိရှအိန္ဒိယ၏အစိတ်ပိုင်းတစ်ခုဖြစ်လာခဲ့သည်ဗြိတိရှတို့သည်ကုန်သွယ်ရေးနှင့်အုပ်ချုပ်ရေးအတွက်စနစ်သစ်များကိုမိတ်ဆက်ခဲ့ကြသည်မင်းတို့သည်အိန္ဒိယအလုပ်သမားများကိုလည်းမြန်မာနိုင်ငံသို့ခေါ်ဆောင်လာခဲ့ကြသည်မြန်မာလူမျိုးအများပြားသည်ဗြိတိရှအုပ်ချုပ်မှုကိုမနစ်သက်ကြပေရင်းတို့သည်မိမိတို့၏ယဉ်ကျေးမှုနှင့်ရိုးရာဓလေ့များလစ်လျူရှုခံနေရသည်ဟုခံစားခဲ့ကြရသည်ဤအခြေအနေသည်အမျိုးသားရေးလှုပ်ရှားမှုများကိုဖြစ်ပေါ်စေခဲ့သည်ဗိုလ်ချုပ်အောင်ဆန်းကဲ့သို့သောခေါင်းဆောင်များသည်လွတ်လပ်ရေးအတွက်တိုက်ပွဲဝင်ခဲ့ကြသည်နောက်ဆုံးတွင်1948ခုနှစ်ဇန်နဝါရီလ4ရက်နေ့တွင်မြန်မာနိုင်ငံသည်လွတ်လပ်သောနိုင်ငံတစ်ခုဖြစ်လာခဲ့သည်လွတ်လပ်ရေးရပြီးနောက်ဦးနုသည်မြန်မာနိုင်ငံ၏ပထမဆုံးသောဝန်ကြီးချုပ်ဖြစ်လာခဲ့သည်သူသည်တိုင်းပြည်ကိုပြန်လည်တည်ဆောက်ရန်ကြိုးပမ်းခဲ့တော်လဲစိန်ခေါ်မှုများစွာရှိခဲ့သည်တိုင်းရင်းသားလူမျိုးစုများသည်ပိုမိုသောကိုယ်ပိုင်အုပ်ချုပ်ခွင့်ကိုလိုချင်ခဲ့ကြပြီးစီးပွားရေးသည်လည်းအားနည်းခဲ့သည်ဦးနုအစိုးရသည်ငြိမ်းချမ်းရေးကိုထိန်းသိမ်းရန်ရုန်းကန်ခဲ့ရသည့်1962ခုနှစ်တွင်ဗိုလ်ချုပ်နေဝင်းသည်စစ်အာဏာသိမ်းကာတိုင်းပြည်ကိုထိန်းချုပ်ခဲ့သည်ဗိုလ်ချုပ်နေဝင်းအစိုးရသည်ဆိုရှယ်လစ်စနစ်ကိုမိတ်ဆက်ခဲ့သည်စစ်တပ်ကစီးပွားရေးလုပ်ငန်းများကိုထိန်းချုပ်ခဲ့ပြီးမြန်မာနိုင်ငံကိုကမ္ဘာကြီးနှင့်တိကျခွဲထုတ်ထားခဲ့သည်ဤအခြေအနေသည်ဆင်းရဲမွဲတေမှုနှင့်စီးပွားရေးပြဿနာများကိုဖြစ်ပွားစေခဲ့သည်1988ခုနှစ်တွင်ပြည်သူများသည်စစ်အစိုးရကိုဆန့်ကျင်ကန့်ကွက်ဆန္ဒပြခဲ့ကြသည်ဆန္ဒပြပွဲများကိုကျောင်းသားများတန်ဃာတော်များနှင့်အလုပ်သမားများကဦးဆောင်ခဲ့ကြသည်စစ်တပ်ကဆန္ဒပြပွဲများကိုရပ်တန့်ရန်အင်အားသုံးနှိမ်နင်းခဲ့စဉ်အတွင်းလူပေါင်းထောင်ချီသေဆုံးခဲ့ရသည့်ဤကာလအတွင်းဒေါ်အောင်ဆန်းစုကြည်သည်အရေးပါသောနိုင်ငံရေးကောင်းဆောင်တစ်ဦးဖြစ်လာခဲ့သည်သူမသည်ဒီမိုကရေစီနှင့်လူ့အခွင့်အရေးအတွက်တိုက်ပွဲဝင်ခဲ့သည်သို့တော်လည်းစစ်တပ်သည်မြန်မာနိုင်ငံကိုဆယ်စုနှစ်ပေါင်းများစွာဆက်လက်အုပ်ချုပ်ခဲ့သည်2011ခုနှစ်တွင်မြန်မာနိုင်ငံသည်ဒီမိုကရေစီသို့ကူးပြောင်းခြင်းကိုစတင်ခဲ့သည်အစိုးရကရွေးကောက်ပွဲများကျင်းပခွင့်ပြုခဲ့ပြီး2015ခုနှစ်တွင်ဒေါ်အောင်ဆန်းစုကြည်၏ပါတီကအနိုင်ရရှိခဲ့သည်တိုင်းပြည်သည်ကမ္ဘာကြီးထံသို့တကားဖွင့်ပေးခဲ့ပြီးစီးပွားရေးသည်လည်းစတင်ဖွံ့ဖြိုးလာခဲ့သည်သို့တော်လည်းမြန်မာနိုင်ငံသည်စိန်ခေါ်မှုများစွာနှင့်ရင်ဆိုင်နေရဆဲဖြစ်သည်တိုင်းရင်းသားပဋိပက္ခများဆက်လက်ဖြစ်ပွားနေပြီးရိုဟင်ဂျာအရေးခင်းသည့်နိုင်ငံတကာ၏ဝေဖန်မှုများကိုတည်ဆောင်လာခဲ့သည်ဤပြဿနာများရှိနေလင့်ကစားမြန်မာနိုင်ငံသည်ပိုမိုကောင်းမွန်သောအနာဂတ်ကိုတည်ဆောက်ရန်ကြိုးပမ်းလျက်ရှိသည်မြန်မာနိုင်ငံသည်တိုင်းရင်းသားလူမျိုးစုပေါင်း100ကျော်ရှိသောမတူကွဲပြားသည့်နိုင်ငံတစ်ခုဖြစ်သည်ဗမာလူမျိုးများသည်အကြီးမားဆုံးသောလူမျိုးစုဖြစ်တော်လဲရှမ်းမွန်နှင့်ကရင်ကဲ့သို့သောအခြားလူမျိုးစုများစွာလည်းရှိသည်ဗုဒ္ဓဘာသာသည်မြန်မာနိုင်ငံ၏အဓိကကိုးကွယ်ရာဘာသာဖြစ်သည်ယဟန်တန်ဃာများနှင့်သီလရှင်များသည်လူအဖွဲ့အစည်းတွင်အရေးပါသောအခမ်းကဏ္ဍမှာပါဝင်နေသည်ပြည်သူများသည်တကြံရည်တပင်ပွဲကဲ့သို့သောဗုဒ္ဓဘာသာပွဲတော်များကိုဆင်နွှဲကြသည်မြန်မာနိုင်ငံသည်မြင့်၏ရိုးရာဝတ်စုံအစားအစာနှင့်အမှုပညာတို့ကြောင့်လည်းလူသိများသည်မြမသမိုင်းကြောင်းသည်အတက်ကြများဖြင့်ပြည့်နှက်နေသည်ယင်းသည်ကျူးကျော်မှုများစစ်ပွဲများနှင့်စိန်ခေါ်မှုများကိုရင်ဆိုင်ခဲ့ရတော့လဲခံနိုင်ရရှိမှုနှင့်တီထွင်ဖန်တီးနိုင်စွမ်းတို့ကိုလည်းပြသနိုင်ခဲ့သည်မြန်မာပြည်သူများသည်ပြောင်းလဲမှုများစွာရှိခဲ့တော်လဲမိမိတို့၏ယဉ်ကျေးမှုနှင့်ရိုးရာဓလေ့များကိုထိမ့်သိမ်းဆောင်ရှောက်ခဲ့ကြသည်မြန်မာနိုင်ငံသည်ဆက်လက်ဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှယင်း၏သမိုင်းကြောင်းမှသင်ခန်းစာယူကာငြိမ်းချမ်းပြီးတာယာဝပြောသောအနာဂတ်ကိုတည်ဆောက်နိုင်မည်ဖြစ်သည်